အားလုံးပဲမင်္ဂလာပါခင်ဗျကိုဇော် Entertainment Channel ကနေပြန်လဲကြိုဆိုပါတယ်အခုတခါကျွန်တော်တို့ online ကနေပြီးတော့เนาะနီးမျိုးနီးပေါင်းနီးလန်းပေါင်းစုံနဲ့ငွေလိမ်နေတဲ့အကြောင်းလေးကိုတင်ပြပေးခြင်းပါတယ်ကျွန်တော်ရဲ့ပြည်သက်များလဲတချို့သိကြပြီဖြစ်မှာပါတချို့လဲကြည်ဘူးကြမှာပါဒါပေမဲ့ဒါတွေအားလုံးပေါ့เนาะကျွန်တော်စုစည်းကြစည်းဆိုတော့ငွေလိမ်နီးတွေကိုကျွန်တော်တစုတစည်းလေးတင်ပြပေးလိုက်ပါတယ်ပထမဦးဆုံးကျွန်တော်တို့အမရဲ့ကီပေးတဲ့ပတ်စံ300လုံးပါသွားတာ300ပါသွားတာဘယ်လိုပါသွားရလဲဆိုတော့ခါကြတော့အမရဲ့ဒီ site phone number ပေါ့နော်အမတို့ဒီ POQ ရဲ့ site phone number က3999635030ပေါ့နော်9333အဲ့ဒီဖုန်းနံပါတ်နဲ့ပဲအမကီပေးလဲအဲ့ဖုန်းနံပါတ်နဲ့ဖွင့်ထားတယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာကိုဒီ KB ယူသွားတဲ့သူကဘယ်လိုလုပ်တာလဲဆိုတော့ခါကြတော့အမပြီးခဲ့တဲ့တောက်ကြနေမှာပေါ့နော်တောက်ကြနေညနေမှာအမရဲ့ Oridu ဖုန်းလိုင်းက incoming call ရပြီးတော့ခါကျတော့အောက်ကိုရင်းကလိုင်းပြောက်သွားရောဖြစ်နေတယ်အဝင် call တွေရတယ်အထွက် call တွေပြောက်သွားတယ်အဲ့ဒါနဲ့ဆိုတော့ခါကျတော့အမကဒီခုလက်ရှိတော့ဒါကတော့ KB ပေါ့နော်ကိုယ့်ရဲ့ SIM card ဖုန်းနံပါတ်ကိုယူသွားပြီးတော့အဲ့ဒီ SIM card ထဲကနေပြီးတော့ကိုယ့် account ထဲမှာကိုယ့် KB account ထဲမှာရှိတဲ့ပတ်စံတွေအကုန်လုံးလိမ်ထုတ်သွားတာနော်300နော်နဲတာမဟုတ်နော်အဲ့ဒါနဲ့လာတူပဲနောက်တစ်ခုကြည့်ကြရအောင်နော်ကျွန်တော်တို့မင်္ဂလာပါအခုရက်ပိုင်းပေါ့နော်ဒီမှာပတ်စံတွေပါသွားတဲ့ KB တွေကနေပြီးတော့ပတ်စံတွေပါသွားတဲ့အကြောင်းတွေတော်တော်များများတင်နေကြလို့နော်ကျွန်တော်လည်းစိတ်မရှိတော့လို့တင်လိုက်တော့မယ်ပေါ့နော်ကျွန်တော်ပတ်စံ KB တွေကနေပြီးတော့6သိန်းနဲ့4တောင်းကျွန်တော်ပါသွားပါတယ်ကျွန်တော်ဘယ်နေ့16ရက်နေ့ကပတ်စံပါသွားတယ်ပေါ့နော်ဖြစ်စဉ်ရဒီလိုပါကျွန်တော် Oridu စင်ကတ်ကင်တာနော် Oridu စင်ကတ်ကင်တာ15ရက်နေ့ညနေကကျွန်တော် Oridu စင်ကတ်က line ပြောက်သွားလို့ဆိုပြီးတော့ကျွန်တော်ကဒီဖုန်းကပဲလွတ်တာလားဒါမှမဟုတ်ကပ်ပါပဲကြောင်နေထင်လို့ကျွန်တော်စင်ကတ်ကိုတော့မှကျွန်တော်ထဲလိုက်ထုတ်လိုက်နေလောက်ကြည့်သေးတယ်နော်အဲ့မှာဒါမဲ့မရဘူးပေါ့နော်ကျွန်တော်ရိုးရိုးပဲထင်တာပေါ့နော်နောက်နေ့မနက်ခင်းဒီမလာတော့ခါသူများတွေကိုလိုက်မေးတယ်ပေါ့ Oridu က line ရောကောင်းရလားပါလားမေးတယ်ပေါ့နော် line ကောင်းတယ်ဘာမှမဖြစ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်စင်ကတ်က line ကတက်မလာသေးဘူးတက်မလာသေးတော့ကျွန်တော်လည်းဖုန်းဆိုင်သွားမိရတော့ဖုန်းဆိုင်နဲ့ဒါကပ်ပြက်တာနဲ့တူတယ်တဲ့သွားပြီးတော့စစ်ကြည့်လာအောင်ဆိုတော့ကျွန်တော် Oridu ရုံးကိုသွားတယ်ပေါ့နော်မေးကြည့်လာ Oridu ရုံးခွဲလေးအခုဖြစ်စဉ်ကအခုနပထမအမာကြီးเนาะ KB တဲ့300ပါသွားတဲ့ဖြစ်စဉ်နဲ့တပုံစံနဲ့ပဲเนาะတပုံစံနဲ့ပဲဟလာကျွန်တော်ရဲ့ Oridu 3တဲ့ KB မိတ်ဆွေများနည်းနည်းသတိထားကြပါလို့โอเคဆက်ကြည့်အောင်เนาะသူဘာပြောလဲဆိုတာသွားတယ်ရုံးခွဲကိုသွားတဲ့အခါမှာကျတော့သူကဒီကတ်ကတကယ်လို့ပြတ်သွားတယ်တူတယ်တဲ့ပြတ်သွားတယ်ဆိုလို့ရှိရင်မဲချီလာမှာလုံးလို့မရဘူးမန်းလေးတို့ရန်ကုန်တို့ကိုသွားလို့ရမယ်လို့ပြောတဲ့အခါမှာကျွန်တော်ကလည်းစင်ကပြတ်တယ်ဆိုတော့ကျွန်တော်မန္တလေးထိသွားရတာပေါ့နော်ကျွန်တော်18ရက်နေ့ကျတော့မန္တလေးထိသွားတာမန္တလေးထိသွားတော့မန္တလေးရုံးရောက်တော့ကျတော့ကျွန်တော်ကတ်ကပြတ်သွားလို့ပါဆိုပြီးကျွန်တော်ပြောပြီးတော့6တယ်ကျွန်တော်မှတ်ပုံနေနဲ့ပြန်ပြောပြီးတော့6တယ်သူတို့ကကျွန်တော်ကတ်6တဲ့ခါကျတော့သူမှတ်ပုံနေပါတောင်းတယ်ပေါ့နော်အဲ့မှာဘာဖြစ်လဲဆိုတော့ကျွန်တော်ရဲ့စင်ကတ်ဖုန်းနံပါတ်ပြောလိုက်တော့သူကစစ်ပေးလိုက်တဲ့ခါမှာတဲ့သူ15ရက်နေ့ညနေရတဲ့ကတ်ပြောက်6ပြီးတော့ထုတ်သွားတယ်တဲ့အဲ့လိုပြောတယ်ဘလို့ဖြစ်အောင်ဆိုတော့ကျွန်တော်ရဲ့စင်ကတ်ကပါသွားတာပြောချင်တာကျွန်တော်စင်ကတ်ကသူများโอเคဒီမှာကျွန်တော်တခုပြောချင်တာက SIM card เนาะ SIM card တွေကကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ SIM card ဝယ်တာနဲ့ကျွန်တော်တို့ရဲ့မှတ်ပုံတင်နံပါတ်တွေနဲ့ကိုယ့်ရဲ့နာမည်လိပ်စာပါညာပေါ့နော်ကိုယ့်ရဲ့ details တွေနဲ့ပေါ့နော် register လုပ်ထားရတယ်ဗျ register လုပ်ထားရတယ်အဲ့ဒါကိုတခြားတယောက်ကလာဒီ SIM card ကိုဒီနံပါတ်ကိုလာထုတ်သွားပြီးတော့ထုတ်သွားတယ်ဆိုတဲ့ကပြောရတော့မကောင်းဘူးဗျာရှင်းရှင်းပြောရင်ခုအဲ့ Oridu ကဒီဟွာ SIM card ရောင်းတဲ့ဝန်ထမ်းတွေပေါင်းပြီးပူးပေါင်းပြီးတော့လောက်စားနေတဲ့ပုံစံမျိုးမှရှိတယ်ဟုတ်တယ်ဟုတ်ဘာဖြစ်လို့ဆိုတော့ဒီမှတ်ပုံနေပါမှဒီ SIM card ကိုထုတ်ပေးလို့ရမှာပေါ့ဒါပေမဲ့တခုတော့ရှိရပေါ့နော်မြန်မာပြည်မှာကမှတ်ပုံတင်တွေကလာဝကတွေကလည်းအရင်ကလှုပ်ရှားတာရှိတယ်လေမှတ်ပုံတင်တွေကထက်နေကြဒါမျိုးဆိုရင်တော့ဒါပေမဲ့မှတ်ပုံတင်နံပါတ်ထပ်ပေးမယ်နာမည်ကတော့မတူဘူးဗျနာမည်မှတ်ပုံတင်နံပါတ်ပဲထပ်မယ်နာမည်နဲ့မိဘနာမည်ဘာတွေကတော့တည့်အတိုင်းပဲကွဲမှာပဲဒီနော်ဆိုတော့ okay ဘယ်လိုပြောရမှာတော့မသိတော့ဘူး Oridu ကဝန်ထမ်းတွေနဲ့ပဲပေါင်းပြီးလှုပ်ရှားနေကြတာလားလူလိမ်နေနဲ့ဘာလားတော့ဒါကစဉ်းစားကြပါတော့နော် okay သူဘာဆက်ပြောမလဲတစ်ချက်နားထောင်ကြည့်ပါလိမ်ပြီးထုတ်သွားတာ
အဲ့တော့ကျွန်တော်မေးတယ်ပေါ့ခင်ဗျားတို့ကဒီစင်ကတ်ကိုခင်ဗျားတို့အလွယ်တကူထုတ်ပေးလို့ရလားလို့ပိုင်ရှင်မသိဘဲနဲ့အလွယ်တကူထုတ်ပေးလို့ရလားသူတို့ကတော့မရဘူးလို့ပြောဒါပေမဲ့ကျွန်တော်စင်ကတ်အဲ့လိုမျိုးပါသွားတယ်အဲ့တော့သူတို့ကအဲ့ဒီကတာဝန် Okay သူပြောလွယ်ကူထုတ်ပေးလို့မရဘူးဆိုရင်ဘာကြောင့်ထုတ်ပေးတာလဲဆိုတော့မိကုန်းကိုကျွန်တော်တို့ထပ်မိရမှာပေါ့ဒါဆိုအဲ့ဒီထုတ်ပေးတာဘယ်သူထုတ်ပေးတာလဲထုတ်ပေးလိုက်တဲ့လူမှာဒါတာဝန်ရှိတယ်နော်ထုတ်ပေးလိုက်တဲ့လူအပြင်ကိုဒီကောင်ကို Oridu ကနေပြီးတော့ဒါအပြည့်အဝတာဝန်ယူတင်တယ်ဟုတ်တခြားနိုင်ငံတွေမှာဆိုရင်တော့ဒါတရားစွဲခံရမှာပေါ့ဗျာဒါပေမဲ့မြန်မာနိုင်ငံမှာတည့်တဲ့အတိုင်းပဲအခုချိန်မှာခစ်ပြက်ကြီးဆိုတော့ပိုဆိုးတာပေါ့ငကိုတွေကတရားဥပဒေစိုးမိုးမှုမရှိအကုန်လုံးဒီတရားရေးဝန်ထမ်းတွေရောဒီဥပဒေထိန်းသိမ်းတဲ့လူတွေရောဘာညာတာရကာတွေရောအကုန်လုံးကဒီလိုပေါင်းစားနေကြတဲ့ပုံစံမှာရှိတယ်ဆိုတော့ကျွန်တော်လည်းမပြောတတ်တော့ဘူးပေါ့ဗျာကြည်ဦးခုထုတ်လို့မရလို့ပြောတယ်ခုဘာဖြစ်လို့ထုတ်ပေးလိုက်တာလဲပြီးရင်တာဝန်ယူမှုတာဝန်ခံမှုရှိလားတစ်ချက်ကြည့်မနော်ရှိတဲ့အကိုတယောက်ကနေပြီးတော့ကျွန်တော်စင်ကတ်ကိုချက်ချင်းသူကျွန်တော်မှတ်ပုံနေမှာနဲ့သွားထုတ်တာဆိုတော့ချက်ချင်းတေချာတော့လုတ်ပေးလိုက်တယ်နော်ဒါပေမဲ့ကျွန်တော်စင်ကတ်ကိုကျွန်တော်ပြန်ရလို့ထည့်လိုက်တော့ KB အကောင့်တွေပါတယ်ဝင်ကြည့်မှာ KB ထဲမှာပတ်စံပါသွားပြီ KB ရဲ့ပတ်စံ6သိန်းနဲ့4တောင်ကျွန်တော်ပါသွားတယ်နောက်တော့ကျွန်တော် Oridu ရဲ့တာဝန်ရှိသူတွေကိုကျွန်တော်တော်ယူဟိုကျွန်တော်ပြောတာပေါ့နော်ဒီဥစ္စာဒီလိုဖြစ်သွားတယ်ခင်ဗျားတို့ကျွန်တော်စင်ကတ်ကိုအလွယ်တကူထုတ်ပေးလိုက်တယ်နော်ပတ်စံလည်းပါသွားတယ်ခင်ဗျားဘယ်လိုတာဝန်ယူမလဲဆိုတော့အခုထိလည်းကျွန်တော်ကိုဘာမှအကြောင်းမကြားသေးဘူးတာဝန်လည်းယူမှုတာဝန်ခံမှုလည်းဘာမှမရှိဘူးပေါ့နော်ပြောချင်တာကအခု line ပေါ်မှာလည်းတွေ့နေရတယ်နော်ဟိုOridu စင်ကတ်ကင်တဲ့လူတွေတော်တော်များများ KB ရဲ့ပတ်စံပါသွားတယ်ပြောတယ်နော် Oridu ကတာဝန်ယူမှုတာဝန်ခံမှုတော်တော်လေးဆိုးပါတယ်ကျွန်တော်တို့ကဒီဖုန်းနေနဲ့အလုပ်လုပ်နေရတာအခုအစားကျွန်တော်တို့ KB ရဲ့ပတ်စံတွေအလွယ်တကူဘာမှဖုန်းတစ်ချက်မဆက်ဘဲနဲ့သူကယူသွားတာကျွန်တော်တို့ပတ်စံတွေကိုအဲ့လိုမျိုးယူသွားတာတော်တော်များများလည်းဖြစ်နေရလို့ပြောတယ်အခုကကျွန်တော်လည်းစိတ်မရှိတော့လို့ကျွန်တော်အခုကလည်းဗီဒီယိုတင်လိုက်တာပေါ့နော်သတိထားပါအခုတော်တော်လေးကိုဖြစ်နေပါပြီအဲ့တော့ဟိုKB ထဲမှာလည်းပတ်စံတွေအများကြီးမထည့်ထားပါနဲ့ဖြစ်နိုင်တော့လွှဲတဲ့အချိန်လောက်ပဲKB ရဲ့ပတ်စံထည့်ပြီးလွှဲပါမဟုတ်ရင်ပတ်စံတွေပါသွားပါမယ်အခုစင်ကတ်တွေကိုသူတို့ကနေပြီးတော့အခုဖြစ်တာတော့ကျွန်တော်တို့ Oridu စင်ကတ်မှာဖြစ်သွားတာเนาะ Oridu မှာဖြစ်သွားတယ်လို့တော်တော်များများလည်းကျွန်တော်တွေ့တယ်ကြားတယ်ပေါ့เนาะ Oridu အဲ့တော့စင်ကတ်တွေကိုသူတို့အဲ့လိုမျိုးထုတ်ပြီးတော့လုံနေပါတယ်အရန်ကိုအနေရရှိပါတယ်သတိထားပါတချို့ဆိုရင်သိန်းရာနဲ့ပါသွားတယ်လို့ကျွန်တော်ကြားပါတယ်သိန်းရာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ပြောတယ်ညီလေးเนาะခုနကပထမအမတယောက်ကသိန်း200တော့ပါပါเนาะဒီညီလေးကဒါ6သိန်းကျော်ဆိုတော့ဒါရှင်းပြောရင်နည်းတဲ့ပတ်စံတွေမဟုတ်ဘူးဆိုတော့ Oridu ကတာဝန်ရှိသူတွေဒီကိစ္စကိုတာဝန်ယူမှုတာဝန်ခံမှုတစ်ခုတော့လုပ်ပေးတင်တယ်လို့ကျွန်တော်ထင်ပါတယ်ဘာဖြစ်လို့ဆိုဖြစ်တဲ့သူတွေအရင်နှစ်နာတယ်လေနော်သူတို့ကုမ္ပဏီဘက်ကနေပြီးတော့ဆိုရင်ဝန်ထမ်းတွေကိုလည်းသူတို့ရဲ့ဒီစင်ကတ်ရောင်းတဲ့ဝန်ထမ်းတွေကိုလည်းဒါကြက်မှတ်တင်တယ်လို့ကျွန်တော်ထင်တယ်တကယ်လို့ပူးပေါင်းလှုပ်ဆောင်တယ်လို့တန်တရားရှိရလူတွေးရှိခဲ့ရင်လည်းအရေးယူတင်တယ်လို့ကျွန်တော်ထင်ပါတယ်အဲကြတော့ခုနညီလေးပြောသွားတဲ့ပုံစံတိုင်းပဲ KB ထဲမှာကျွန်တော်ရဲ့ရောင်းရင်းပေါ်တာများပတ်စံတွေတိတ်မထားကြပါနဲ့ခုနပြောလို့သူပြောသလိုလွှဲကန်ဒီမှာဘဏ်အကောင့်တွေကနေ KB ကနေမှဒီလိုတဆင့်ပေါ့နော်ခုကဒါသူပြော Oridu ခုနတယောက်လဲ Oridu ပဲเนาะခုလောလောဆယ်ကျွန်တော်ကြားနေ Oridu တခြားစင်ကတ်တွေလည်းဖြစ်လာနိုင်တယ်ဘာဖြစ်လို့ဆိုတော့ဒီဟာကိုသူတို့နမူနာယူပြီးတော့ဆက်ပြီးတော့လုတ်သွားနိုင်တယ်ပေါ့နော်လုတ်သွားနိုင်တယ်ဆိုတော့တတိထားကြပါလို့โอเคကျွန်တော်တို့ဒါ KB ပေါ့နော် KB ကိုစင်ကတ်ကနေစင်ကတ်ကိုလိန်ထုတ်ပြီးတော့ဒါလိန်နဲ့ဒါတစ်မျိုးပေါ့နော်နောက်တစ်မျိုးကျွန်တော်ကြည့်မယ်နော်โอเคနောက်တစ်မျိုးကြည့်လိုက်ကြရအောင်ဟယ်လိုဟယ်လိုဟိုလေနင်းစန္ဒာလိုင်းလားခင်ဗျာတောက်ဘူးကိုအော်ဟိုလေအိမ်လေးမှာကျင်တို့နှစ်ထပ်အိမ်လေးလေအော်ရတယ်ဟိုလေဘယ်လောက်လဲမသိဘူးဒီမှာအိမ်ကြီး9000ဟို9000ဆိုတာဟိုတစ်ထည့်ဟုတ်လားတစ်ထည့်9000အော်အဲ့ဆိုကျွန်တော်ဟိုလောက်လိုချင်တို့လက်ဆောင်ပေးရင်တို့10တယ်လောက်လိုချင်တို့10တယ်လား10တယ်ဆို45နဲ့ယူနော်45နဲ့ယူရမှာပေါ့ဟိုဒါကလေဒီဗီဒီယိုလေးကိုရိုးချင်တော့ကျွန်တော်ရဲ့ပရိသတ်များဘာမှနားလည်မှာမဟုတ်ဘူးဒါကဘာလဲဆို online လိမ်တာ online လိမ်တာဆိုတော့ခုဖုန်းပြောနေတဲ့ဒီအကိုကသူက online shop ထောင်ထားတယ်သူရဲ့ Apple Fashion Store ဆိုပြီးတော့သူက online shop ထောင်ထားတယ်အဲ့ဒီသူရဲ့ online shop ကိုနောက်တစ်ယောက်ကနေပြီးတော့
သူပိုင်လို့ဘာလို့နဲ့ဒါကို copy လုပ်ပြီးတော့ Facebook မှာ share ပြီးတော့သူကနေတစ်ဆင့်လိန်နေတာအဲ့လိန်နေတဲ့ဟာကိုဒီ Upper Fashion Store ပိုင်ရှင်ကနေပြီးတော့ဖုန်းခေါ်ပြီးတော့ဒါသူလိန်တဲ့ဟာကိုဒါဖော်ထုတ်နေတာပေါ့နော်အဲ့လိုမျိုးကြည့်ဘယ်လိုဆက်လိမ့်မလဲဆိုတာကြည့်အောင်နော် okay ဘယ်ရလဲမန်းလေးရထင်တယ်နော် မန်းလေးပါ ဟိုမန်းလေးရတရားဦးကိုပို့ပေးလား ပို့ပေးတယ်ကို ဟောတရားဦးလည်းပို့ပေးရနော်တရားဦးကြတော့ပို့ကဘယ်လောက်ရှိမလဲမသိ ဟာဟာ ဟောတရားဦး2000အိမ်အိမ်ရောက်ငွေချေတော့မရဘူး မရဘူးနော်ကျိုးလွှဲပြရမယ် ငွေကြိုလွှဲပြရမှာနော်ဘာသားလည်းမသိဘူးအိမ်ရလေ အင်းကြီးရေးခဲ့တာအထက်ကစက်ကြတာအထူအပါမဟုတ် နှစ်ထပ်တခါလည်းပါတာ ဟုတ်တယ်နှစ်ထပ်တွဲ ဩ တစ်ထပ်ချင်းမဟုတ်နော် ဟောစိုက်ကရော စားကောင်းတယ် စိုက်ကအစုံလား စိုက်ကအစုံရှိတယ်ကို ဩအဲ့ဟိုဟာလေးပဲမီအိတ်ဆယ်လေးတွေပဲရတာ ရတယ်2 years 4 years 3 years ကိုရတယ် ဩဟို install အော် sorry ဗျကျွန်တော်ပြောတာမှားသွားတယ်ပြောင်းပြန်ဖြစ်သွားတယ်ဒါပထမနှင်းစင်တာလိုင်းဖနက်ဘုဖနက်ဒါအမျိုးမျိုးရောင်းဝယ်ရေးပေါ့နော်အဲ့ဒါကိုနောက်တစ်ယောက်ကနေပြီးတော့ Facebook ပေါ်မှာသူ Apple Fashion Store ဆိုပြီးတော့ဒီသူရဲ့ page ဖွင့်ပြီးတော့အဲ့ဒီနှင်းစင်တာလိုင်းရဲ့ဒီ online shop page ကိုသူကပြန် share ပြီးတော့လိန်စားနေတာเนาะအဲ့လိုလိန်စားနေတာအဲ့ဒါကိုဒီဘက်ကနေပြီးတော့အဲ့ Apple Store ကိုခေါ်ပြီးတော့သူကနေပြီးတော့ဒါပြန်ဖော်ထုတ်နေတာပေါ့โอเคဒါမန္တလေးမှာเนาะမန္တလေးမှာဖြစ်သွား တော့ဗော ဟုတ်ကဲ့ အဲ့လိုချင်တာကြာပြီးဟို Apple ဆိုရပေးရတွေ့တော့တောင်း အဲ့ဒါတော်တော်များများရောင်းရတယ်ကြိုင်များတယ် ဟိုတောင်း1000ဆိုတော့လေအမှဈေးအရင်များတာဟို ဟုတ် သူအရင်ဈေးတင်ထားတာပဲနော် ဟုတ် ညီမတို့ကြာဈေးနဲ့ဆိုတော့ဒိုင်တိုက်ရိုက်လား ဟုတ်တယ်တိုက်ရိုက်နော် ဩဘယ်ကနေတွင်းတာညီ သူအဲ့ဒါเนาะတကယ်မူရင်း page ကနေပြီးတော့ဈေးတင်ထားတဲ့ဟာအဲ့ဒါနဲ့သူကထုတ်ဝက်နီးပါးလောက် short ပြီးတော့ဗောနော်အဲ့လိုမျိုးဟို discount ပေးတဲ့ပုံစံမျိုးနဲ့အဲ့လိုမျိုးဗောနော် page မတူပါညာဗောနော်အဲ့လိုလိမ့်တာဒါလူတွေကိုဗောနော်အဲ့လိုမျိုးဒိန်ဒီပေါင်းဆိုပေါ့ဗျာ ထိုင်ရလား ဟုတ်တယ် ဩထိုင်ရဟုတ် ထိုင်းရတယ်တစ်စိမ့်စီရောင်းတာကိုလေ ဩ အဲ့ဒါကြောင့် ဩပုံနေပါကြတော့ထိုင်ရပုံနေတခါလဲညီမရိုက်ထားတာ ဟုတ်ဘူးဒီမှာလို့ကြီးရပုံပဲလေကိုရဒီမှာပြင်ရင်ကြတာမဟုတ်တော့တွားယူကြလေ ဩအဲ့လိုရိုက်တယ်မိုက်တယ်နော်လှနာပဲအိမ်ကြီး အော်ဒီလိုပဲကိုရောင်းရတာဒီလိုတော့ကိုပုံတစ်ခါရက်ကိုလည်းမနေဘူးရိုက်ကြတာ ဩဆွဲကြိုးလေးရတော့မိုက်တယ်နော် ဆွဲကြိုးရယူလို့လေ ဆွဲကြိုးကတော့မယူပါဘူးဆွဲကြိုးကတော့ဟိုဟာရတယ်အဲ့အယိုးကောင်းကြီးဆိုတော့မကြိုက်လို့အယိုးကောင်းနေကြတော့ဟုတ်ညီမအဲ့ဆိုရင်ဟိုဘာနဲ့ရှင်းပြရလဲ KB နဲ့ ဝေး ဝေးနဲ့ဟိုပါစနစ်ပေးအောင်မလား သွားစနေဘယ်လိုလဲအကူပေးရမှာလေအကူကကိုဘက်ကလွှဲရ ။ဟောရအခုတော့ပါစနစ်ပေးအောင်ဘယ်လောက်ပေးရပါစနစ်က မသိဘူးလေဆိုင်မှာမေးကြည့်လေ ။ဩဆန်ပေး တော့4000ခွဲ4000နဲ့9000ပေါ့ကာကပါ ။ဩကားကပါဘယ်ဖုန်းနံပါတ်ကကြတော့ညီမလေးဘယ်ဖုန်းနဲ့ ဒီ လွှဲ ဖုန်းနံပါတ်လွှဲရမှာ ဝေးအကောင့်လားညီမလေး ဟုတ်တယ်ဒါဝေးကပတ်စမနဲ့လွှဲလိုက်ရတယ်နော် ။ဒီဇိုင်းကြတော့ညီမလေးဒီဒီဇိုင်းလေးပဲရမှာပေါ့နော်။10တွေကြတော့ ဟုတ်တယ် ။ဩအဲ့ဆိုကိုကဟိုဟာလေးဖဲချက်လေးနဲ့ဒီဇိုင်းလေးလိုချင်တယ်အဲ့ဒါမရှိဘူးလား မရဘူး ။ဩအဲ့ဒါတော့မရအောင်နော်အခုတင်ထားရပဲရမှာနော် ဟုတ်ကဲ့ ။ဩဟုတ်ညီမအဲ့မဆိုပြန်ဖုန်းဆက်ပြီမယ်နော် အော်မယူရကို ။အဲ့ဒါပြန်ပြောပြီမယ်နော်။ဟုတ်ပြီလား ဟုတ်ပြီ ဟုတ်ပြီညီမ โอเคเนาะဒါကသူများ online shop ထောင်ထားတဲ့ဟာကိုတစ်ဆင့်ပြန်ပြီးတော့ကိုက online shop လုပ်နေလို့ပါလို့နဲ့ဒါကလိမ့်နေတစ်မျိုးနောက်တစ်မျိုးလာမယ်เนาะတစ်ချက်ကြည့်အောင်เนาะတစ်မျိုးကဘယ်လိုဟာလဲဆိုတော့โอเค မြောက်လိုက်ကြပြီလေ ဟိုညီမလေးအိုက်ကောင်ဖုန်းလေးယူခဲ့လိုက်ဟယ်လိုအမလီဒီနေ့ကကန်ကောင်းလို့နော်ဒီမဲလေးအရန်လေးဒီလားတော်တော်ကိုဆွရွရွနော်ငွေလွှဲအတုနဲ့နော်9သိန်းကျော်ဖို့တော့လားလိန်တာနော်ဒီလား9သိန်းကျော်ဖို့မင်းပြောပြမယ်အမေကြီးအဓိကအကောက် โอเคအခုနကျတော့ online shop အတုနဲ့လိမ့်တာပေါ့နော်သူများ online shop ကိုက online shop လုပ်နေသလိုလိုနဲ့ကိုအဲ့လိုမျိုးရောင်းတဲ့ပုံစံမျိုးနဲ့အမှားတကယ်လို့အမှားစာပေးလိုက်ရင်ပတ်စံယူမယ်သူပစ္စည်းမပို့ပေးဘူးပေါ့နော်ဒါလိမ်သွားတာဒါနောက်တစ်မျိုးကကျတော့ online shop ကိုသူကပတ်စံလွှဲလိုက်တဲ့ပုံစံမျိုးလွှဲပြီးတဲ့ပုံစံမျိုးနဲ့ screenshot တွေရိုက်ပို့ပြီးတော့ဒါအမှားစာပို့တာเนาะကြည့်အမှားစာပို့ပြီးတော့အဲ့လိုလိမ်တာပေါ့နော်ဘာလို့ဒါမသိရင်ကိုယ့်ကိုပဲတည်မှာလား KB ကနေ way up နေပို့ပတ်စံပို့ပြီးသွားပြီပေါ့
တရားမလားပစ္စည်းပို့လိုက်ဆိုတဲ့သဘောမျိုးเนาะအဲ့လိုမျိုးလိမ့်တာเนาะ တော်ကိုလေးဒီလားနော်ဒီမဲ့နော် तू ကဇွတ်ဒီလားနော်ဒီမဲ့ဒါ4,400,000 screenshot ဒါဒီနောက်ဆုံး4,400,000 screenshot ဒီမဲ့3ရက်နေ့ကနေ7:58တုန်းကတဲ့ तू ကပေါ့နော်မင်းရဲ့အကောင့်လေးကို4,400,000လွှဲလိုက်တာတဲ့အဲ့တော့ကြတော့သိရမလားမင်းလည်းအကောင့်မှာလည်းရှာတာကွာဒီလား4,400,000အဝင်ရမရှိဘူးအဲ့တော့ကြ KB Center တွေပါလေဖုန်းဆက်ပေါ့နော်လုံးဝမရှိဘူးဒီလားနော်ဒီမဲ့ကြည့်လိုက်နော်မဲဇလန်အစာကိုပြပြမယ် तू ကတစ်ခါတော့မဟုတ်နှစ်ခါလွှဲဒီလားယူထားတာ9သိန်းကျော်ဘူးပစ္စည်းကိုမှ9သိန်းကျော်ဘူးเนาะဒီမဲ့ तू ဖုန်းနံပါတ်လည်းပေးထားသေးတယ်မြာနန်းနဲ့အဲ့ဒီကမော်လည်းမြာရတဲ့ဖုန်းနံပါတ်ကလည်းဆက်လို့မရဘူးပေါ့เนาะမင်းတို့ကတော့ထုံးစံအတိုင်းမင်းတို့စီမှာပစ္စည်းလာဝယ်ဆိုဒီမဲ့တန်းပြီးတော့เนาะ तू ဆိုလုပ်ပေးထားတာဒီပေါ်မှာ3,32,500ရတယ်ဒီမဲ့ကျွန်တော် KP တွေเนาะ transaction နံပါတ်တွေနဲ့เนาะအဲ့တော့ကြတော့လေဒါကလေဒီလား online shop လုပ်နေတဲ့လူများများပေါ့เนาะတော်တော်ကိုလေဂယူးဆိုင်ရမှာဒီလားဘာလို့ဒါကဒီတယောက်ကတော်တော်ဒါတတိရှိလို့ပြောရမယ်ဘာဖြစ်လို့လဲဆိုတော့တချို့ကြတော့သိရမလားကိုယ့်ရဲ့ KP တဲ့ငွေအဝင်မစစ်ဖဲနဲ့သူကလွှဲလိုက်ပါပြီဆိုတော့ဒီ screenshot ကိုကြည့်ပြီးတော့မတော်တဆများကိုယ့်ရဲ့ KP ကိုမစစ်မိဘူးငွေဝင်ကိုမစစ်မိဘူးဆိုရင်ကိုကပစ္စည်းလွှဲမိသွားမှာเนาะအဲ့လိုမျိုးဖြစ်တတ်တယ်အဲကြောင့်သတိထားပြီးတော့သူက screenshot ပို့ဖို့မပို့ဖို့ဘယ်လောက်ထိပို့ဖို့ကိုယ့်ရဲ့ account ထဲကိုငွေအဝင်မရှိဘူးသူပို့ထားတဲ့ဟာနဲ့တိုက်စစ်မဟုတ်ဘူးဆိုရင်တော့ okay ဒါဆိုရင်တော့သတိထားဖို့ပါဒါဆိုရင်ဒါဒီတယောက်ကတော်တော်သူသတိရှိလို့သူမခံလိုက်ရတာပေါ့နော်9သိန်းကျော်ဘူးဆိုတော့မနေဘူးဗျ okay ဆိုတော့ကြလေမင်းတို့ဆိုလဲပေါ့နော်ဒါငွေလွှဲကိုတောက်လျှောက်စစ်နိုင်လို့ပေါ့ကန်ကောင်းလို့ပေါ့နော်ယူထားတာတွေကိုကြည့်ကြည့်အောင်နော်ဒီမဲ့19,500ဆို8ဆုံးဒီမဲ့19,500နဲ့1 set ညရောက်တဲ့ဥစ္စာတွေဒီမဲ့ကြည့်ကြည့်အောင်စကတ်ဆိုလဲရောင်စုံဘောင်းမီရောင်စုံအင်ဂျီရောင်စုံဂျင်းဘောင်းမီဆိုလဲရောင်စုံဒီမဲ့ကြည့်ကြည့်လိုက်နော်ဒီမဲ့ကြည့်လိုက်ညီမလေးရတဲ့ဟာတွေတွက်ပေးပါတဲ့အဲ့ဒါကိုလေ तू ကလေဒီလားချက်ချင်းပို့ခိုင်းတာဒီမဲ့နော်ဒီမဲ့အမတို့ဒီနေ့အပင်တော့တဲ့ဒီနေ့မရရင်တဲ့မယူတော့ဘူးတဲ့ခီးသွားเสียရှိလို့တဲ့ဇွတ်နော်ဇွတ်ပြီးတော့ကြာဒီမဲ့ကြည့်လိုက်နော်နောက်တစ်မျိုးသတိထားမှာကအဲ့လိုမျိုးလိန်တဲ့လူတွေကသူတို့ကအမြန်တကယ်မှအမြန်လိုချင်တယ်2ရက်တွင်3ရက်တွင်အဲ့လိုမျိုးလုပ်ပေးပါပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့ကတစ်ဖက်လူကိုစဉ်းစားချိန်မရအောင်ပြန်ပြီးတော့စစ်ဆေးချိန်မရအောင် push လုပ်တာတကယ်မလားအတင်းကိုလောက်ပါဟိုကလို့ကတကယ်လို့ customer ကိုအရင် take care လုပ်တယ်ပါတဲ့ဆိုတော့ဒီလူတွေဆိုရင်စိတ်ပူတယ်လေတရားကို customer တရားမှာစိတ်ညစ်သွားမှာဘာဖြစ်လဲကို customer ရောက်သွားမှာစစ်တဲ့ကြောင့်မို့တခြားပြန်မစစ်စစ်ပဲနဲ့ okay ဆိုပြီးလုပ်ပေးလိုက်ရင်ကိုကခံလိုက်ရပြီလားမှတ်လိုက်တော့အဲကြောင့်တော့တခြားစစ်သေးကြပါအချိန်ယူကြပါလို့မင်းတို့ကမှတခြားလဲတွက်ပြီးတော့ကြတော့မလီသဘောကောင်းတာလက်ဆောင်တော့ထည့်ပေးလိုက်ဒီအမေကျုံဒီမေကျုံ तू လာမှာမနေ့ဆောမှလာမှာနော်အဲ့ဒါကိုနေ့လေ7နိုင်မှာဒီမေငွေလွှဲ screenshot ကန်ကောင်းလို့မလို့ငွေလွှဲတွေတခြားစစ်မှာအဆင်ပြေမယ်နော်ဒီခေတ်ကြီးကလေအလိန်အညာတွေအရန်ပေါ်ဘယ်ချိန်ရမှာလဲချလန်ရတဲ့ဒီနေ့တင်ပေးမှာမို့လို့လားတဲ့ဒီမဲ့ကြည့်မင်းတို့မှာတခါတည်းထုတ်ရတာဒီ9တဲ့ထပ်ယူမလို့တဲ့ဒီနေ့တော့ကိချပေးပါတဲ့ညနေကိချချလန်ဘယ်ချိန်ရမလို့တော့အထုပ်ပုံလေးပြပါလားတဲ့အထုပ်ကကြီးလားသေးလားတဲ့သူသိချင်သေးရနော်ဒီမဲ့ကျုံဟုတ်ပါတယ်အဲ့ဒါကြောင့် screenshot တွေကိုမယုံပါနဲ့ကိုယ့်ရဲ့ account ကိုငွေဝင်ငွေထွက်ကိုတခြားစစ်ဆေးပြီးမှဆက်လက်ဆောင်ရွက်တင်ပါတယ်ခင်ဗျာအကြံပေးတာပါပစ္စည်းကိုလည်းအကုန်ပစ္စည်းကြံမှာလဲစိုးသေးရလိန်နဲ့ပစ္စည်းကြံမှာလဲစိုးတယ်အဲ့ဒါဟိုမှလေဒီလားမင်းပြောပြမယ်ဒီလားနော်ဒီမဲ့တူနော်ဒီမဲ့ဒါလေးရတဲ့မောက်ထည့်ပေးပါနော်တဲ့ဒါကြံတဲ့ဥစ္စာကို तू ကမနေ့ပြန်ထပ်လွှဲအောင်ပါအပြင်ပုံလေးလည်းရိုက်ခိုင်းတာနော်အပြင်ပုံလေးလည်းရိုက်ခိုင်းတော့ကြတော့မင်းတို့ကကွာပစ္စည်းပို့ကန်နီးဆိုရင်ပေါ့နော်မင်းတို့ပတ်စံစစ်တယ်ကွာဒီလားပထမဆုံး4,400,000စစ်လိုက်တယ်မရအောင်မရတော့ကြမင်းကမှားမှာစိုးလို့အောင်ပါပဲမင်းကလေ KB call center ပေါ့နော် call center နဲ့မင်း transaction တွေပါတိုက်ပြီးသားနော်ဒီမဲ့သူ့ဖုန်းကိုလည်းဆက်တယ်ဖုန်းဆက်လို့မရအောင်နော်ဒီမဲ့ကြည့်လိုက်အမရင်ငွေမဝင်ဘူးနော်လို့ဒီမဲ့ဆိုင်ရှင်နဲ့ငွေတိုက်တော့ကြတော့ငွေက2ခုလုံးအဲ့ဒီလိန်တဲ့လူတွေကသူတို့ပေးတဲ့ဖုန်းနံပါတ်တွေကဘလို့မှဆက်လို့မရဘူးဖုန်းနံပါတ်အတုတွေရောသူတို့ဖုန်းတွေပိတ်ထားတာလားအဝင်ကောကိုပိတ်ထားတာလားဘာလားတော့မသိဘူးပေါ့နော်အဲ့ဒါကတော့ operator တွေမှာပဲသိကြလိမ့်ပါပဲမဝင်ဘူးပေါ်မှာ3,32,500ရော4,400,000ကော2ခုလုံးမဝင်ဘူးနော်လို့ KB 2ခုလုံးကလုံးဝမဝင်ထားဘူးနော်လို့ပြောထားတာ KB စင်တာကိုလည်းမေးထားရနော်ဆိုအမလေးဒီမဲ့ကြည့်ပါဦးအမားတဲ့ဒီဘက်မှာတဲ့အထွက်ပြတယ်တဲ့မဝင်တာညီမလေးတို့ဘက်နဲ့ဆိုင်သွားပြီတဲ့တိလားမင်းပြောပြသူကကွာနောက်ဆုံးအချိန်ထိတောင်မှပဲသူ့လိန်တော်ဝင်မခံဘူးကွာတိလားကဲအဲ့တော့ကြတော့မင်းလည်းထပ်ပြော KB စင်တာကိုဖုန်းဆက်ပြီးတော့ကြတော့ကွာတိလား KB စင်တာလည်းတေချာတိုက်ပေးတယ်အဲ့ဒီက transaction
အဲ့ဒါသတိထားရမယ်သူကသူဘာပြောသူကသူဘလောက်ထွက်သူဘလောက်ဘယ်နှကြိမ်ထွက်ကိုယ့်ဘက်မှာမဝင်ရင်ကိုယ့်တာဝန်မဟုတ်ဘူး तू ပြောလိုက်တဲ့ပုံစံက तू ဘက်ကထွက်သွားပြီဒီဘက်အကောင်ထဲမဝင်လို့ကိုယ့်ရဲ့တာဝန်ဆိုတော့ဘာမှမဆိုင်ဘူးလေဟုတ်တယ်ဟုတ်ကိုယ့်ဒီမှာမဝင်တဲ့ဟာကိုသူလွှဲတာဘယ်ထွက်သွားတာतू တကယ်လို့လွှဲတဲ့အမှန်နဲ့ဆိုရင်တောင်ပဲ तू တခြားအကောင့်တွေကိုမှားပြီးထည့်ကောင်းလဲထည့်ဒါလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်မလိမ်ဘူးဆိုရင်တောင်ပြောပြတာပါဒါကတော့လိမ်နေရသေးကြတယ်လေဟုတ်တယ်ဟုတ်အဲ့ကြတော့သူဘလောက်ပြောသူဘက်ကနေဘယ်လောက်ထွက်ကိုအကောင့်ထဲမဝင်ရင်ကိုဘက်ကဘာမှဆက်လက်ဆောင်ရွက်เสียအကြောင်းမရှိပါလို့နံပါတ်တွေကလုံးဝမရှိဘူးသီလားနော်လုံးဝမရှိဘူးအဲ့တော့ကြတော့နောက်တစ်ခါကျအဲ့လိုမျိုးငွေလိမ်ဆိုရင် KP စင်တာတင်ပေးလိုက်တာသူတို့ပေါ့နော်တကယ်လို့ငွေလွှဲထားတယ်ဆိုရင်ဒီက KP အကောင့်ကနေပြီးတော့ငွေလွှဲထားတဲ့ဥစ္စာပေါ့ဗီဒီယိုရိုက်ခိုင်းပေါ့နော်အမှဒီမှာ screen recording ပြပေးနော်မင်းတို့မတို့ဘက်ကမှတ်နေဆိုရင်ဖုန်းဆက်ပေးနော်ပြီးတော့ကြတော့ဒီဗီဒီယိုရိုက်ပြပေးနော်လို့ပြောလိုက်တော့ကြတော့ဘလော့သွားဒီမှာကြည့်အောင်တွေ့လားမ transaction ကလည်းလုံးဝဟိုဟာကြီးပေါ့နော်အခုခေတ်ကကြတော့လေကွန်ပျူတာကောင်းကောင်းသုံးတတ်တဲ့သူတွေဆိုအတုတွေလောက်တတ်တယ်ဆိုတော့လေအဓိကလေဒီလားဟိုပေါ့နော် online shop သမားတွေပြောကြတော့ဒီလိုမျိုးငွေလွှဲတယ်လို့ဘာလို့ဆိုရင်ဒီလားတေချာစစ်နော်မင်းကတော့ကြောက်သွားပြီဒီလားဒါတော့မှပဲအမလီကိုမတရားစစ်နိုင်လို့နော်ဒီမင်းကြည့်အောင်မင်းတော်မအန်အောသွားတည်မလားမင်းဆိုတလုံးချင်းလိုက်တိုက်တာဒီမဲကွာဒီလား screenshot အောင်ပါလေတော်တော်ကိုလုတ်တက်တာပေါ့နော်အမပြောလိုက်ချင်တာငွေလိမ်မစားနဲ့အမမိတူဆိုင်မှာတွားလို့တည်မလားတခြား photoshop ဆိုင်မှာတွားလို့အမအဲ့ဒါမှကောင်းရကောင်းချောင်းနဲ့အမဘွားချမ်းသာအောင်မယ်လို့ဒီမဲဒီကမင်းမဆို KP စင်တာနဲ့တော့တိုင်နေဘက်ဒီဟုတ်နောက်တစ်ခုပြောချင်နေတာရှိတယ်ဟုတ်ပါတယ်အဲ့ဒီလိန်တဲ့လူတွေကသူ IT ကိုတော်ကျွမ်းတဲ့ပုံစံမှာရှိတယ်ပြီးတော့သူတို့ကတယောက်တည်းမဟုတ်ဘူးအဖွဲလိုက်ပေါ့နော်အဖွဲလိုက်ပေါင်းပြီးတော့လိန်နေကြတဲ့ပုံစံမှာရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဘက်နိုင်ငံတွေမှာတောင်းကျွန်တော်တို့ bank transfer တွေဥမာဒီဘက်နိုင်ငံတွေကနေပြီးတော့မြန်မာနိုင်ငံကိုကျွန်တော်တို့ငွေတွေပိုင်းလွှဲကြတာရှိတယ်ဒီမှာဇဲတွေပိုင်းနဲ့အဲ့လိုမျိုးပဲအဲ့လိုဗမာပြည်လို KP ပုံစံမျိုးပဲပေါ့ဗျာဒီမှာဇဲပေါ့နော်ဇဲလို့Venom တို့ပေါ့နော်အဲ့လိုမျိုးတွေနဲ့လွှဲတယ်အဲ့ဒါတွေတောင်မဲ့ရအောင်သူတို့လိန်တာဗျလိန်တာအဲ့လိုမျိုးပဲဇဲအဲ့လိုမျိုးသူတို့လွှဲလိုက်တဲ့ဆိုတော့အဲ့ဒီ screenshot တွေပို့တယ်ပြီးတော့နောက်တစ်မျိုးရှိသေးတယ်ဗျအဲ့ဒါတွေကပြောရင်ကြာမှာမဟုတ်လို့တယောက်မှာတခြားလူရဲ့ KP နံပါတ်တွေကိုလွှဲခိုင်းပြီးတော့တယောက်မှာလားဗမာငွေဘလို့ပေါ့ဗျအဲ့ဒါမျိုးတွေအများကြီးရှိတယ်ဗျအဲ့ဒါတွေကလေဟိုကြောက်စရာကြီးလိန်တာတွေကနေရာတိုင်းမှာပဲဗျဗမာပြည်မှာလည်းမဟုတ်ပါဘူးเนาะတခြားနိုင်ငံတွေမှာလည်းရှိပါတယ်လို့ဒီအမေရိကလို့နေရာမျိုးတွေတောင်ရှိပါတယ်လို့သတိထားကြဖို့ပါတလုံးချင်းစီကိုလိုက်တိုက်ရတာဒီလားနော်တေချာကိုလှုပ်ထားတာနော်လူလိမ်မအဲ့တော့じゃနောက်ကြရင်လေအဲ့လိုမျိုးဆိုရင်လေတေချာလေးငွေလွှဲလေးတွေစစ်ကြပါနော်ဒီလားမင်းတော့ကံကောင်းလို့9သိန်းကျော်ဖို့ပါတော့မလို့ဟုတ်ကဲ့အမရေအဲ့လိုသတိပေးရကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ online shop လုပ်တဲ့လူများသတိထားပါလို့ online shop နဲ့အဲ့လိုငွေလွှဲလုပ်တဲ့လူတွေပေါ့နော်ငွေလွှဲလုပ်တဲ့လူတွေကိုယ်စီမှာငွေဝင်မရှိဘဲနဲ့တတိလက်လို့ဟိုဘက်ကိုတစ်ဖက်ကိုခြေလွန်လက်လွန်မဖြစ်ကြပါနဲ့လို့ကျွန်တော်ကလည်းထပ်ဆင့်သတိပေးလိုက်ချင်ပါတယ်ကျွန်တော်ရဲ့ရောင်းရင်းတွေကိုပေါ့နော်သူဒီ profile တွေဘာတွေကတော့လေသူလည်းအတုရှိမှာပေါ့နော်ညာနန်းဆိုတဲ့အကောင့်နဲ့မော်လမြိုင်ရတဲ့ဖုန်းနံပါတ်ကလည်းပြောမယ်ဖုန်းနံပါတ်ကလည်းအတုပေးထားတာသူဖုန်းနံပါတ်ကဆက်မရဘူးပေါ့နော်သူကတော့တည်ရမလားဂိတ်ကိုမြ мян ချခိုင်းဂိတ်ပေါက်ချရရင်ပြီးပြီလေတည်ရမလားသူဟိုဘက်ကနေတန်းထုတ်ပေါ့နော်အဲ့လိုမျိုးပြောမယ်သူကလေလိန်နာတော်မှပဲတစ်ခါမုံနှစ်ခါနော်332,500တစ်ခါ4,400ကတစ်ခါမင်းတို့ကကြတော့ပစ္စည်းပို့ကန်ကြီးကိုပေါ့နော်ငွေလွှဲလေးတွေစစ်တယ်ပေါ့နော်ကံကောင်းလို့ပေါ့နော်ဒါကတော့လေတည်ရမလားဟုတ်တယ်နည်းနည်းနော်လိန်နာတော့မဟုတ်တည်ရမလား9သိန်းကျော်ပို့တော့လိန်နာလေးဒီလားကံကောင်းလို့ပါသွားတော့မလို့ဒါစစ်ဖြစ်လို့မလို့ဒီမဲ့ तू ကကြတော့ဒီမဲ့သူ့ရဲ့အကောင့်ကဒါမျိုးပေါ့နော်ညာနန်းနဲ့ပုံတွေပါလဲသူများကယူသုံးထားတာရှိမှာပေါ့နော်ဒီမဲ့နေပြီးတော့တဲ့ဒီမဲ့ဝါလဲဘာတော့ friend ကလည်းနည်းနည်းလေးပါတည်ရမလားမင်းလည်းပုံမှန်ဆိုဝင်မကြည့်ပါဘူးလင်ခံပြီးတော့မှတည်ရမလားလာလင်ပြီးတော့မှဝင်ကြည့်လိုက်တာအကောင့်လဲသူများအကောင့်သွားပြီးတော့သုံးထားတာရှိမှာပေါ့အဲ့ဒီနောက်တစ်ခုဟုတ်ကဲ့ခုနကသူ Facebook account ကိုပြောလို့အဲ့လိုမျိုးလိန်တဲ့လူတွေကဟုတ်တယ် Facebook မှာသူတို့ post တင်ထားတာတွေကအများကြီးမရှိဘူးဗျာပုံမှန်တကယ်အမှန်တကယ်ဆိုရင်သူတို့ post တွေသိရမှာလားဟိုမြန်မာနိုင်ငံ Facebook စပြီးတော့စသုံးနေရဆိုရင်ဒါတော်တော်ကြာပြီလေထားတော့6နှစ်ပဲထားပါတော့အဲ့တုန်းကလည်းဒါ post ရှိရမှာအခုလူတွေကောက်တွေကတကယ်လို့ကိုယ်အဲ့လိုလာအပ်တာတို့ဘာလို့ဟာသူတို့ကောက်နေဝင်ကြည့်လိုက်ရင်သူတို့လွန်ခဲ့တဲ့တစ်နှစ်လောက်ကမှပြီးရင်သိရမှာလားပြီးရင် profile တွေ launch ချထားမယ်ပြီးရင် post တွေ2ခု3ခုပြီးရင်တခြားဟာတွေ share ထားမယ်သူတို့ဒီမှာ friend တွေလည်းအများကြီးမရှိဘူးပေါ့နော်ဒါတွေက
နည်းနည်းတိတာစေတဲ့အချက်ပေါ့ဗျာအကုန်လုံးဟုတ်ချင်မဟုတ်မှာပေါ့အများပိုင်းကိုပြောပြတာပါဒီလူလိမ်တွေရဲ့အကောင့်တွေအဲ့ဒါမျိုးတွေပေါ့နော်အဲ့တော့ကြာကိုယ့်ရဲ့queue site ကြပါနော် online shop အမတွေ queue site ကြပါတကယ်လို့ဒီအကောင့်နဲ့လာပြီးတော့မှားတယ်ဆိုရင်လည်းတိတိကျကျ queue site ကြပါနော်အဲ့တော့ဒီနေ့ကတော့ပညာတကွက်ရပေါ့နော်ဒီမဲ့နောက်ဆုံးအချိန်ထိကိုလိန်နာကိုဝင်မခံတာအံ့အောင်လို့မဆုံးတည်မလားဒီလောက်ဆိုရင်အမှန်တကယ်ဆို block ပြေးရမှာ तू အဲ့လောက်နဲ့မ block မပြေးသေးဘူးဒီမဲ့အထွက်ပြတယ်တဲ့ဒီဘက်ကမဝင်နာတဲ့ तू ကနောက်ဆုံးချိန်ထိတင်းခံသေးရနော်အဲ့တော့ကိုယ့်ဘက်ကဂျက်နဲ့လက်နဲ့ပြနိုင်မှ तू က block သွားတာနောက်ဆုံးချိန်ဒါပေါ့ဗျာသူတို့ကတော့မရတဲ့နည်းနဲ့တည်မှာလားနောက်ဆုံးခုနပြောလို့မရတော့လဲအရင်ပေါ့သူတို့ဘက်မှာအရှုံးဆိုတာရှိမှမရှိတော့ဘူးသူတို့ကလေးနဲ့ဒီလိညာနီးလေးနဲ့ပဲစိုက်ရတာလေသူတို့ဘက်ကဘာမှအရှုံးမရှိဘူးအဲကြောင့်နောက်ဆုံးချိန်ထိတပြားတစ်ချက်ရလို့ရညာသူတို့ကတော့လိန်နေမှာပဲအဲကြောင့်ကိုရီဘက်ကကိုယ့်ရဲ့ရောင်းရင်းပေါ်တာဒီဂယုစိုက်ဖို့ပဲအထူးဂယုစိုက်ကြဖို့ပဲလိုပါတယ်ဒါက online shop ပေါ့နော်ပထမ KPay ခုဒါ online မှာတော့2မျိုး3မျိုးလိန်တာခုန KPay ကတော့ဒီ SIM card ကိုထုတ်ပြီးလိန်တာနောက်တစ်ခုလာပြီဒါကတစ်ချက်ကြည့်အောင်ကျွန်တော်တို့ okay ဟယ်လိုမင်္ဂလာပါငါညီတော်ဆက်သွယ်ပါလေကိုကြီးဒီမှာလေ message ကြလာလို့လေငွေ6သိန်းကဒီလှုပ်ဝက်နံပါတ်နဲ့ဆိုတာကျွန်တော်တို့ဘယ်လိုထုတ်ယူရမှာလဲဗျဟုတ်ကဲ့ကျွန်တော်တို့ ARD တိုင်းအောင်တို့မျိုးအမှတ်6ရက်ကွယ်ခါဝင်းလမ်းပရိသတ်ကြီးတိုင်း9မိနစ်ကြီးအချိန်မှနေနေစင်ကညာတော့မဲဖောက်ပေးတာကြီးရှိရဟုတ်ကဲ့တော့တဲ့စင်ကညာကိုလွှဲပေးတာပထမဆုံး9သိန်းဒီရက်ဆို9သိန်းတက်ဆို6သိန်းကိုလွှဲပေးတာကြီးညာဒီကုန်နဲ့ဟိုတာတော့ရောက်ဟုတ်ကဲ့အဲ့ဒါကျွန်တော်တို့အခုတို့ကျွန်တော်တို့ကဝေးဆိုင်ကိုဒါကနောက်တနည်းပေါ့နောက်တနည်းဆိုပေမဲ့ဒီကောင်နဲ့ဒီလိုပုံစံမျိုးနဲ့အများပိုင်းလိန်တာများတယ်ဆို wave တို့KPay တို့ပေါ့နော်ဒီလိုနဲ့ဒါဒီလိုလိန်နေကြတာဘယ်လိုလိန်လဲဆိုတော့ခုနကသူကကိုစီကိုတည့်မလားခုနဘာမှမလုပ်ဖဲနဲ့ဗျာတည့်မလားကိုယ့်ရဲ့ဖုန်းကိုဖုန်းဆက်ပြီးတော့ message ပို့လာတယ်တည့်မလားတိန်းဘလောက်ပေါက်တယ်ပါညာဒါကရှင်းပြောရင်တော့လူတွေရဲ့လောဘပေါ့နော်လူတွေဆိုတာအခုချိန်မှာကတော့လူတိုင်းမှာတော့လောဘရှိကြတာပဲဗျာအဲ့ဒီလောဘကြီးွားရင်တော့ခံရတဲ့လူများပါတယ်ဆိုတော့ကိုဘာမှမလုပ်ဖဲနဲ့ကိုသူကပတ်ဆိုင်ခုနပြောအလကားကြီးလာပေးမှလဲဗျာတည့်မလားသူတို့ကတော့အများကြီးလိန်တာမဟုတ်ဗျတတောင်းလေးတယောက်တည့်မလားတယောက်ကို1000 2000 2000 3000ရလဲသူကလူပေါင်းအများကြီးလိန်တဲ့ခါကျသူကအများကြီးရတယ်နော်ကိုကတော့မသိပဲနဲ့ခံလိုက်ရတာခုဘယ်လိုလိန်လဲဆိုတော့ okay ဆက်ကြည့်မယ်နော်လိန်ပုံလိန်နီးလေးပေါ့ဗျာအဆန်းလေးတွေသွားထောက်ရမှာလားဟုတ်ကဲ့ငါညီဖုန်းနဲ့ငွေသားတော့ရ9သိန်းကို9သိန်းဆိုပထမဆောင်ပြီးတော့ငါညီအကူဆောင်ကိုယ်တိုင်ကိုကြလာတော့မှနေကြအောင်မနေ့တစ်ချက်တော့မှာလေဗျာအခုလို့ဆန်ကိုယ်တိုင်ကိုကြလာတော့မှနေကြအောင်မနေ့တစ်ချက်တော့မှာလားအဆင်ပြေသလိုထုတ်မယ်လေကျွန်တော်တို့ဘယ်လိုထုတ်ရမှာလဲကြည့်တို့မြင်ရနော်ကိုယ်တိုင်လာထုတ်မှာလားတဲ့ဘယ်လိုထုတ်မှာလဲတဲ့အဆင်ပြေသလိုထုတ်မှာလားတဲ့ဆက်ကြည့်အောင်သူဘယ်လိုဆက်လိမ့်မလဲဆိုတာโอเคဗျဟုတ်ကဲ့ညီကိုယ်တိုင်ကိုကြလာတော့မှတော့ကိုယ်ကငါညီရမှာကြားနေတော့ AI ဒီတိုင်းအောင်လို့ညီဒီပရိယာပိတ်တာဟယ်လိုကြားပါမယ်ကျွန်တော်က ARB မကောင်းလို့ကိုဟုတ်ကဲ့ကိုလို ARB တိုင်းအောင်လို့အမှတ်6ရက်ခါဝန်းလမ်းပရိသတ်ကြီးကငါညီကိုယ်တိုင်ကိုကြလာထုတ်မှာလားဒါမှမဟုတ်ငါညီမျိုးကနေနီးစက်ရမှာမနီးရလို့ထုတ်မှာလားနီးစက်ရပဲထုတ်မှာကိုနီးစက်ရမှာမနီးရဆိုတော့ငါညီနာမည်နည်းလေးကြာရအခုပြောပြီးအခုကဝရဘောလေးခံထားမယ်အခုကဖောင်နေပြီးတယ်ကြာငါညီပုတ်ထွက်ချပြီနော်ဟုတ်ကဲ့နာမည်ကကိုတန်ကန်နေပြီဟယ်လိုနေနာမည်ဘယ်လိုခေါ်လဲကျွန်တော်နာမည်မင်းမင်းခိုင်ပါဟုတ်ကဲ့နေလေးကြာရောနေလိမ့်စာကတော့ကျွန်တော်တို့မကွေးတိုင်းစလင်းမြို့နယ်ဗျဟုတ်ကဲ့နေနာမည်ဘယ်လိုခေါ်နေနာမည်ဘယ်လိုမင်းမင်းခိုင်ဟုတ်ကဲ့နေအဲ့ဒါရင်ဒီရက်တက်ဘယ်လောက်ကြီးလဲကျွန်တော်အသက်20ဗျမပုံနေကြီးရမပုံနေတော့မရှိသေးဘူးဗျကျွန်တော်မလောရသေးတာကြီးရတယ်နော်ဟိုဘက်ကအသက်ပါသူဖမ်းခေါ်လိုက်တယ်ညီလေးတယ်သူ့အတန်နဲ့သူကတော့ပုံငယ်တယ်ဒီဘက်ကအကိုကြီးရဲ့အသက်က450လောက်ရှိနေဟိုဘက်ကအတန်20 30ကျော်လောက်ရှိโอเคနော်မှတ်ရနော်ဖမ်းခေါ်လိုက်တယ်ညီလေးတယ်ဒီဘက်ကလည်းပြောတယ်20တဲ့โอเคပျောက်သွားရင်ကတော့နံပါတ်ကလည်းမမှန်ဘူးဟုတ်
ဟုတ်ကဲ့ပါဒါဆိုရင်နီးပြဝင်တိုင်းဆိုင်နီးတာ နီးရဗျ ဒီကဝင်မနီးရတဲ့ဆုံးတော့မှာဆိုရင်ဟုတ်ကဲ့ဒီပတ်စံတော့လက်မှတ်နော် ဟုတ်ကဲ့ 45 45 408 408 45 408ဆိုငါဒီလိုငါလုံးကြပြီလား 45 408 ဟုတ် ငါလုံးကြပြီလား 45 408ဟုတ်ကဲ့ စလုံးလုံးနေတယ်စလုံးကဘာကြောင့်လုံးနေဆိုငါညာကိုယ်ဆိုင်ကိုယ်တိုင်ကိုကြားလာမဟုတ်ဘူးနီးပြဝင်မနီးရတဲ့ပြင်တော့ထုတ်တာပြရတယ်ကျမ်းမဲ့ကိုလွှဲတာပြရတယ်ကိုကပြင်မဝင်နေလွှဲတယ်ကြောင့်မလို့ဒီလဲဝင်တာကလေးငါဒီတော့ရင်ပေးပြရမှာဒါရောပေးပြနိုင်လား ဟုတ်ရပါဗျဘလောက်ပေးရမှာဗျ ဝင်လဲဝင်တာကတော့တော်တော်ရှိတာငါချက်ကလေးကြားတယ် 3000 ဆိုင်ကိုသွားပါဟယ်လို 3 ဒါဟိုဟာလေ OTP code ဗျ OTP code ဆိုတော့ one time password ပေါ့နော် one time password ဆိုတာကသူတို့ကကိုဖုန်းနံပါတ်နဲ့အဲ့လိုမျိုးပေါ့နော်ဝင်လိုက်ရင်ပုံမှန်ဒါ automatic ဒီ operator ကနေကြာလာမှာအဲ့ဒီမှာကိုကအဲ့ဒီ password ထည့်လိုက်ရင်ကိုယ့်ရဲ့ဒါပေးပွင့်သွားမှာပေါ့နော်ခုသူတို့ကဘာလုပ်လဲဆိုတော့သူတို့ password ပေးတယ်ခုဘယ်လောက်လဲဆို password တစ်လုံးခြံထားတယ်အဲ့ဒီတစ်လုံးရဖို့အတွက်သူတို့ပတ်စံ3000ကျော်လွှဲရမယ်နော် okay အဲ့ဒီ password တစ်လုံးကိုယ့်ရဲ့6သိန်းကျော်ရမှာဗျာ password တစ်လုံးခြံထားတယ်အဲ့အတွက်ကိုဝန်ဆောင်ကဘာညာဆိုအဲ့ password အဲ့3000ကျော်เนาะအများကြီးမဟုတ်တော့6သိန်းနဲ့3000ဆိုတော့လေ okay စဉ်းစားလောဘတွေကိုဟာလုပ်ပြီးတော့ okay သူပါဆက်ပြောမလဲတစ်ချက် တောင်း အဲ့ဒါငါညီလေး ဟုတ် ဒီဆိုင်သွားပါဆိုင်သွားလို့မရောက်ခင်ကျိုးခေါ်ပါဖို့ကျိုးခေါ်ပြီးရတယ်ပြန်ညအခုရဲ့ဖုန်းနံပါတ်က44ကုန်တယ်တောက်ကုန်ကြောက်တော့အခုရဲ့နာမည်ကိုစိုးစိုးလို့ဆိုတော့အကောင့်ထဲကိုထည့်ပြန်နော် ဟုတ်ကဲ့ အဲ့ဒါဒီလိုရောက်ရှိရတယ်ပြန်ငါညဖုန်းတိုင်းလားဖုန်းမချနဲ့ကိုကပေါ်နေပြတယ်ပြန်ငါညဘတ်တော့တက်ကြတယ်ညာငါညနေရဖုန်းတိုင်းတိုင်းတိုင်းတော့မယ်နော် ဟုတ်ကဲ့ ဟုတ်ကဲ့ငါညပဲချိန်သွားတော့မှာ အခုတွားမှာလေအခုကျွန်တော်တို့ကငွေရင်လွှဲရမှာပေါ့လား ဟုတ်တယ်ညီဟုတ်တယ် ဘာဖြစ်ငါညကိုယ်တိုင်ကိုကြလာမထုတ်တဲ့အတွက်ကြောင့်ငါညနာမည်နေလိမ့်ဆိုင်အခုကနေရပြငါညကိုကဖောင်နေပြီးရတယ်ဖောင်နေပြီးတော့တယ်ပြန်မယ်အဲ့တော့တို့ညမှာငါညကိုကတတ်ပြီးမယ်ငါညဖုန်းတော့မချမ်းတော့တခါတိုင်းတိုင်းတခါဖုန်းမပြောနော် ဟုတ်ကဲ့အဲ့ဆိုရင်အခုနေရာလိမ့်စာနေရာမှာကျွန်တော်အတီကိုအခုအိမ်မှာလွှတ်လိုက်ရောရလားဗျ ရတယ်ညီမှတ်ဖို့နေရောငါညမှတ်ဖို့နေငါညမဲပေါ်တဲ့ကျင်းလေးယူလာခဲ့တာထုတ်ရတယ်အေးအတိုင်းညောင်လို့ယူအမှတ်6ရဲ့ဘွဲခါဝင်းနဲ့ပြည်သားစီအောင်လာမှာဆိုရင်ငါညမှတ်ဖို့နေမဲပေါ်တဲ့ကျင်းလေးယူလာခဲ့ပြီလားထုတ်ရနော် အမဟုတ်လေအတိတယောက်ကိုကျွန်တော်တို့လှမ်းပြီးတော့တွားထုတ်ခိုင်းလိုက်မယ်လေအခုစီကိုလာပြီးတော့လေ ဒီမှတ်ဖို့နေနဲ့မဲပေါ်တဲ့ကျင်းလေးပါလာရင်ရတယ်လို့ပြောတယ်ညီ မှတ်ပုံနေကကျွန်တော်ပြောင်းနေလို့ဗျ ငါညကမဲပေါ်တဲ့ကျင်းလေးပါလာရင်ရတယ် ဟုတ် ERB တိုင်းညောင်တုံးမျိုး အမှတ်6ရဲ့ဘွဲခါဝင်းနဲ့ပြည်သားစီအောင် အမှတ်6ရပ်ကွက် ခါဝင်းနဲ့ ဒိတာတော့ပြီးပြင်းတော့နော်လုံးဝပြောတယ်စကလုံးတွေလုံးဝမမှားဘူးနော်ရောင်တုံးမျိုးကို ARV တိုင်းပါညာလုံးဝလိပ်စာကိုနော်လုံးဝပြောသွားတာဒါသူတို့လိပ်စာတော့မဟုတ်ဘူးသူလိပ်စာတွေသူတို့ပါဇာထက်တွေးတဲ့လိပ်စာကောက်ရတာလားသူတို့ဘယ်လိုလုပ်ဟိုအလုပ်လဲမသိဘူးပေါ့ဗျာသိရမလားဒါဒီ ပြည်သားစီအောင် ခါဝေးလန်းပဒေတာစီဆိုင်နော် ဟုတ်ကဲ့ညီ ဟုတ်ကဲ့ ငါညကိုယ်တိုင်ကိုကြလာမှာလား တငယ်ချင်းကိုလွတ်မှာဗျ ဟုတ်ကဲ့ညီဖောင်နေမှာမလား ဗျာ မင်းကြီးကကျင်းနေလာမှာကိုကဖောင်နေမှာမလား ဟုတ်ကဲ့ပဒေတာစီဆိုင်ကျွန်တော်တို့အတိကိုကျွန်တော်အရင်လွတ်လိုက်မယ်လေ ညီကိုယ်တိုင်ကိုကြလာထုတ်မယ်ဗျာ အတိတယောက်ကိုလွတ်ပေးမှာလေတငယ်ချင်းတယောက်ညောင်တုံးမျိုးနယ်မှာကျွန်တော်အတိတွေအများကြီးရှိရလေ အတိတယောက်ကကိုယ်တိုင်ကိုကြလာထုတ်မှာလား ဟုတ်ကဲ့ ငါညမှတ်ဖို့နေငါညမဲပေါက်တဲ့စင်ကလေးယူလာခဲ့နော်ညီလေး မဲပေါက်တဲ့စင်ကတ် စင်ကပါလာမှရမနော်စင်ကပေါ်အတိကမဲပေါက်ပြီးရတယ်လေ ဒီစင်ကတ်ကိုသူ့ကိုအရင်ပို့ပေးရမှာပေါ့ ဟုတ်တယ်ညီလေးဟုတ်တယ် အဲ့လိုမပို့နိုင်ဘူးဆိုဒီငွေကအခုဘယ်လောက်လွှဲရမှာ ဟုတ်ကဲ့ဝယ်လဲဝင်တာကလည်း3,500ကျပ်ကလေး 38,500အရင်လွှဲပြီးမှအခုတို့ကလှုပ်ဝဲနံပါတ်ပို့မှာပေါ့ ဟုတ်ကဲ့ညီလေးဖုန်းမချပဲတခါတိုင်ထားမှာညီလေးဆိုရင်ခုလိုညီလေးကိုဥပမာလေးပို့ပြပြပါညီလေးရဲ့ဆိုင်သွားပြီးဆိုင်မြောက်ပြင်ကျိုးပေါ့ဒီပေါ်ပြီးလေးကွန်တင်ပြီးတော့ကွန်ဆောက်တော့ကိုနာမကိုစိုးစိုးလေးအကောင့်ထဲ3,500ထည့်ပြီးတယ်နော်ငါဖုန်းမချတာတိုင်းလားအခုကဖောင်နေနေတယ်ငါ့ကိုတော့တက်ကြတယ်ငါညာရှိရတော့ဘောနာကပြပြပေးမယ်ငါ့တကယ်စုကြည့်ရောက်ကြည့်တယ်ကိုကဖုန်းတယ်လို့ညီ လီးပဲရမယ်လို့သိလားလီးပဲရမယ်မင်းတို့ကြံတဲ့လူတွေညာစဟိကောင်သိလားလီးပဲရမယ် ဒါကဒီဒါ wave money ကနေ6သိန်းကျော်ပေါ့နော်သူဟိုလောက်တာ
ဒါတိရဲ့လူတွေမဟုတ်လို့ဟိုတလောဗီဒီယိုဖိုင်တစ်ခုတက်လာတယ်ဗျကျွန်တော်အဲ့ဖိုင်လေးစိတ်မထားမိလိုက်ဘူးကျွန်တော်ထင်တယ်အဲ့လိုနဲတနေရာဖြစ်ပါလိမ့်မယ်ဗျာတောသူတောင်းသားတွေနည်းနည်းရိုးရိုးအားတွေဖြစ်ပါလိမ့်မယ်တဲ့မှာသူတို့ဟိုက password အဲ့လိမ့်နဲ့တော့ password တစ်လုံးချင်းချပေးရနော်သူတစ်ခါတစ်လုံးလွှဲရင်ဘလောက်ဆိုပြီးအဲ့လိုမျိုးတောင်းတာသူတို့နောက်ဆုံးတစ်လုံးပဲကြံတော့တယ်တဲ့အဲ့ဒီ KP လား wave လားမသိအဲ့ဆိုင်ကိုသွားတာအဲ့တစ်လုံးပဲအဲ့ဆိုင်ကိုသွားပြန်တော့အဲ့ဒါရလားမရှိဘူးဆိုတော့မဟုတ်ဘူးတဲ့ကျွန်တော်တို့တစ်လုံးပဲကြံတော့တယ်မဟုတ်ဘူးဟိုကလိမ့်နေတယ်ခင်ဗျားတို့ထပ်ပြီးခင်ဗျားတို့ပတ်စံမဲ့ကုန်နေမယ်ဆိုတော့မဟုတ်ဘူးတဲ့တစ်လုံးပဲကြံတယ်သူတို့ခင်ဗျာကတော့မတိရှာဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့ဘယ်လိုပြောရမလဲလိမ့်နီးပေါင်းစုံဟိုကျွန်တော်တခုပြောချင်တာဟိုအရင်စာရေးဆရာကြီးတယောက်ရှိတယ်နေအေးလိန်နီးများဆိုပြီးတော့အဲ့လိုစာတအုပ်ရေးတယ်ပေါ့နော်သူကတော့စေတနာနဲ့ဗျာလူတွေအလိမ်မခံရအောင်ဒီစာအုပ်ကိုဖတ်ရင်ကိုယ်လာလိန်တာတိအောင်ဆိုပြီးရေးလိုက်တာဒါပေမဲ့ခက်တာကကျွန်တော်တို့မြန်မာနိုင်ငံကလူတွေကတည့်တိုင်းပဲစာဖတ်နေတဲ့ခါကျတော့အဲ့ဒီနေအေးလိန်နီးတဲ့စာနီးတွေနဲ့အတိုင်းပဲအဲ့လိုအလိန်ခံနေရတာအဲ့တော့တခြားစာရေးဆရာမတွေတယောက်ကဟဲနင်ရေးတဲ့စာအုပ်ကလည်းလူလိန်တွေကိုအားပေးသလိုဖြစ်နေပြီဘာညာနဲ့သူ့ရဲ့စေတနာကတော့တမျိုးဒါပေမဲ့ဖြစ်သွားတာကမကောင်းတဲ့စေတနာတမျိုးဖြစ်သွားတာเนาะโอเคဒါကတနည်းကျွန်တော်တို့နောက်တနည်းထပ်ကြည့်အောင်เนาะနောက်တနည်းအဲ့နောက်တနည်းကနေတို့တွေငါ့ကိုသူ့လက်ကမကယ်နိုင်တော့ဘူးလားသူငါ့ကိုလာအပ်တာအကောက်3ခုရှိပြီနော်ငါအကောက်3ခုလုံးကိုသူလာအပ်ထားတယ်ဘာဖြစ်လို့လဲတော့ငါစီကလိန်မို့မပြောနဲ့ငါတော့အကျွေးတွေပေးစရာရှိတယ်ဒါကနောက်တနည်းဘယ်လိုလဲဆိုတော့ကိုယ့်ကိုလာပြီးတော့အတင်း Facebook မှာ friend လုပ်မယ် message ပို့မယ်စကားလာပြောမယ်ခင်မအောင်လုပ်မယ်ပြီးတာနဲ့ဟိုငွေလိမ်မယ်ငွေချီမယ်ပေါ့ဗျာအဲ့ဒါမျိုးတွေပြီးရင်တခုခုပေါ့နော်ဒါတွေကအများပိုင်းတော့ကြားဖြန့်ငါအလုပ်တယ်လို့ပြောကြတယ်ကြားဖြန့်ကဟိုတလောကျွန်တော်စီတောင်လာသေးတယ်ယောက်ျားလေးတွေဆို main ကလေးတွေအပ်တယ်ဗျာ main ကလေးယောက်ျားလေးတွေအပ်တယ်ဒါသူတို့ကတည်မလားဆန့်ကျင်ဘက်လိန်ကိုဟိုဖြစ်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုခင်မအောင်လုပ်ပြီးတော့ကျွန်တော်လည်းကန်ကောင်းတယ်လို့ပြောရမလားကျွန်တော်ပဲသတိရှိလို့လားမသိဘူးပေါ့နော်အလိမ်မခံရဘူးပေါ့နော်အဲ့လိုမျိုးပေါ့နော်ခုဒါဆက်ကြည့်မယ်နော်ဘယ်လိုလိမ်လဲဆိုတာအဲ့မှာငါသူ့ကိုပြောထားတယ်ပါလိမ်မလို့လေလို့ငါမှအကျွေးတွေရှိတယ်လို့လိမ့်စားဖို့ဆိုပေးစရာမရှိဘူးချီးပဲရှိတယ်လို့နားမလည်ဘူးကပါအကျွေးလေငါပတ်စံချီးပလိုက်တာဘယ်ရမလဲသူ့ထက်ကိုအရင်ကငါတလန်းခြေလန်းတာနေရမယ်ငါချီးတာ1000ပဲနော်သူကငါ့ကို9000တောင်ပေးมาတယ်ဟဲ့လောက်ပါအောင်ဆေးရုံပေးတဲ့ငါအမေကိုအကျွေးပေးရမှာလို့ပြောတာကို तू ကငါ့ကိုဆေးရုံစရိတ်လားတဲ့အဲ့လိုမျိုးလူတွေဟဲ့ရရောတယ်နော်9000ဒါကခင်မအောင်ပေါင်းပြီးတော့ဒါကငွေချီးတဲ့ပုံစံမျိုးတချို့ကြတော့မဟုတ်ကြားဖြန့်ကကြတော့အများပိုင်းဘလို့လိမ်လဲဆိုတော့ကျွန်တော်တို့အဲ့လိုခင်အောင်လုပ်မယ်လုပ်ပြီးတော့သူတို့အဲ့လိုပေါ့ online စီးပွားရေးတစ်ခုလုပ်နေတယ်ဒီအဲ့မှာဟို application တစ်ခုရှိတယ်အဲ့ application ကို download လုပ်ပြီးတော့အဲ့ application တွေကိုငွေသားလေးဘယ်လောက်ထည့်လိုက်ပေါ့နော်ဘယ်လောက်ထည့်ပြီးတော့ကိုယ့်ရဲ့ ban နဲ့ချိတ်ထားမှာပေါ့နော်အဲ့ဒီကကိုယ့်ရဲ့ ban account တွေပိုင်းနဲ့ချိတ်ထားပြီးတော့သူတို့ကနည်းနည်းပတော့တဲ့အမြတ်တွေပါအဲ့လိုမျိုးပေးနေသေးတယ်ပြီးတော့နည်းနည်းအမောင့်လည်းများတော့ကိုယ့်ရဲ့ ban နဲ့လည်းကိုချိတ်လိုက်ကိုထုတ်မလုပ်လိုက်ကောသူတို့ကနေပြီးတော့ကိုယ့်ရဲ့ ban နဲ့ကငွေတွေအဲ့ application နဲ့ငွေတွေအကုန်ထုတ်ပြီးအဲ့လိုမျိုးတွေပေါ့နော်ဒါကြားဖြန့်ဖွဲ့ရလိမ့်တယ်ဒါကြတော့သူဘယ်လိုလိမ့်လဲတော့မသိဘူးဒီမှာကဒါသူလည်းအသိရှိလို့ပေါ့နော်ဆိုတော့ okay ဆက်ကြည့်မယ်နော်ဘယ်လိုလိမ့်လဲလို့ငါ့ကိုပေးမှာတဲ့ငါခတ်ပါလားဟဲ့လို့1000ပဲငါလိုချင်တာလို့ပြောတာကို तू ကငါ့ကိုစိတ်မပူနဲ့တဲ့ပတ်စံအတွက်ကိုတဲ့သူ့မှာအလုံးလောက်ရှိတယ်တဲ့ငါ့ကို तू ပေးပလိုက်မှာတဲ့အခုတဲ့နေရမလေးရှားမှာလားတဲ့ဗမာလဲပေါ့နော်ငါကလည်းဒီနေ့ပို့ပေးရင်တော့ငါအရန်ပြုတ်မှာပေါ့လို့အဲ့လိုပြောတဲ့ခါကျတော့ဟုတ်တယ်လေးလို့ငါမလေးရှားမှာပဲလို့အစီပြေတဲ့နေ့ရဲ့ဖုန်းနံပါတ်နဲ့နေ့ရဲ့ဟိုနေတဲ့ address ကိုငါ့ကိုပေးလိုက်တယ်အမေလောက်တယ်နော်ငါအဲ့ဒါခုသူကဒါခင်အောင်ပေါင်းရောပတ်စံပေးမယ်ပေါ့နော်ဘာညာလုပ်ပြီးတော့ကိုယ့်ရဲ့အချက်လက်တွေကိုတောင်းတာအဲ့ဒါကြောင့်မို့လူတွေကတချို့ကမသိဘူးတရားမှာကိုယ့်ရဲ့ဟို link စာတွေဘာညာအကုန်အသေးစိတ်ကို Facebook ပေါ်မှာလေအကုန်အဲ့လိုမျိုးပေါ့နော် social media Facebook တခုတည်းမဟုတ် social media ပေါ်မှာတင်ထားကြတာလူတွေအဲ့ဒါတွေယူပြီးတော့တစ်ဆင့်ပြန်လိမ်တာကိုယ့်နာမည်နဲ့ကိုယ့်ရဲ့ link စာနဲ့ကိုယ့်ရဲ့ဒီဖုန်းနံပါတ်တွေအဲ့လိုတစ်ဆင့်ပြန်လိမ်တာပေါ့နော်အဲ့ဒါကြောင့် social media ပေါ်မှာဘယ်တော့မှကိုယ့်ရဲ့ details ပေါ့နော်ကိုယ့်ရဲ့အကြောင်းတွေကိုကိုယ့်ရဲ့ personal details ဆိုဘယ်တော့မှသူများကိုမပေးမိပါစေနဲ့ကိုယ့်ရဲ့ရင်းနှီးတဲ့လူကိုတကယ်သိရလို့မဟုတ်ဘဲနဲ့ကိုယ့်ရဲ့မပေးမိပါစေနဲ့လို့ကိုယ့်နာမည်သုံးပြီးတော့ကိုယ့်ရဲ့နံပါတ်တွေတည်မလားဖုန်းနံပါတ်တွေပိုင်းသုံးပြီးတော့ကိုယ့်ရဲ့လိပ်စာတွေသုံးပြီးလိန်သွားတတ်ကြတယ်ကိုယ်ကဂျားတွေကနေပြီးတော့ကိုကလိန်တာမဟုတ်ကိုယ်လည်းလိန်တာမဟုတ်ဘဲနဲ့တချို့ကြော်အဲ့လိုတစ်ဆင့်ကိုယ့်ရဲ့
personal details တွေသုံးပြီးတော့အကုန်လုံးဘာလို့ personal data တွေသုံးပြီးတော့အကုန်လုံးလိမ်သွားတာကိုတဆင့်ကိုနာမည်သုံးပြီးလိမ်သွားအဲ့လိုမျိုးဆိုကိုကဂျားတွေကကိုကလူလိမ်လည်းဖြစ်တတ်တယ်အဲ့လိုမျိုးပေါ့နော်ဒီပုံစံအဲ့လိုမျိုးလိမ်ကျင်လို့သူကသူ့ရဲ့ပြောလိုက်တယ်ဒီခေတ်က address တွေဖုန်းနံပါတ်တွေမလိုဘူး bank transfer လုပ်လို့ရတာပဲလို့ပြောတော့ bank ကနေ transfer လုပ်လို့မရဘူးတဲ့အဲ့ဒါဆိုရင်တဲ့ငွေတော်တော်များများအဖမ်းခံရတယ်တဲ့အဲ့ကြောင့်မင်းရဲ့လိပ်စာကိုတောင်းတာတဲ့အမလေးငါတလောင်းစားတွေ့လားကိုယ့်ရဲ့ data တွေကိုเนาะအဲ့လိုမျိုးတောင်းတတ်တယ်ပေါ့เนาะအဲ့ကိုယ့်ရဲ့ data တွေကိုဘယ်တော့မှကိုမသိတဲ့လူတွေကိုဘယ်တော့မှမပေးမိပါစေနဲ့ပါဟဲ့ငါမချမ်းသာပါဘူးငါ့အောင်နေအထင်ကြီးနေတယ်နော်နေလိန်တဲ့လူမှားနေပြီထင်တယ်ငါတော်မှလေငါမုတ်စားဖို့ငါတော်တနေ့ပတ်စံမလောက်ရတဲ့ဈားထဲမှာဒုက္ခပါပဲငါ့ကိုကယ်ကြပါဦးကယ်ကြ Okay ဒီ video file ဒီလိန်နီးတွေကိုကြည့်ပြီးတော့ကျွန်တော်ရဲ့ကိုစောအကျူတိတ်မဲ့ပရိသတ်များလိန်ညာချင်းဘေးကနေကင်းဝေးကြပါစေလို့ဆုတောင်းမြတ်တာပို့ရင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်များလဲဆက်လက်အားပေးကြပါဦးလို့